လောတော့ခွီးကျက်သွားပါကွာခွီးကျက်ရိတ်ခါနေချင်းပေါ့လေရိတ်ပုံမှန်ပါပဲခုပတ်လဲ high ကျက်နေပဲပဲကျက်တယ်မကားဆိုကားသမားလေးရဲ့ fashion ကိုပြရောက်တော့မရောက်သေးပါဘူးခင်ဗျာဆက်လိုက်ရောက်သွားတယ်လို့ရှင်းမှာတော့မြင်တဲ့အတိုင်းပဲရောက်လာပါရှူနေတဲ့တောက်လေးရှိပါတယ်ကျွာလန်းနေတဲ့မောင်းတာပါခင်ဗျာခုဆိုရင်တော့ရောက်ပါပြီခင်ဗျာရောက်ပါနေကောင်းပြီလားဝေးလေပြောနေကလေးမလေးပြောနေတဲ့အတိုင်းပါပဲရမ်းလာပါဒါပေမဲ့ဟိုဘက်တော့ကန်းအောင်ကူးပြီးတော့ဟိုးပေါ်ဒီကိုလမ်းလျှောက်ပြီးတော့သွားပါမယ်အဲ့လာမှာပိုလှရဲ့နေရာပိုနဲ့တဲ့နေရာတွေ့မှာပါဟိုဘက်ကန်းပြီးတော့ဒီဘက်ကန်းကိုကူးလာပါရေကပေါင်လို့ရှိပါတော့ခြေတော့မခိုင်တဲ့လူဆိုလို့ရှိရင်တော့နော်ရေနဲ့မမျောပါမယ်နော်အောက်မှာကြောက်တွေကချောနေထပ်ပြီးတော့ထိတ်ထိသွားပါမယ်ခင်ဗျာတော့ရွာတရွာဖြတ်ပြီးတော့ဟိုဘက်တောင်လေးပါနည်းနည်းတက်ပြီးလို့ရှိရင်ထိတ်ဆုံးထိသွားမှာပါဟာလမ်းမှာကောလုံးကိုစီတာဝန်နဲ့သွားလာနေကြခင်ဗျာတော့တောင်ရှိတဲ့ဘက်ချမ်းကိုပြန်ကူးရပါမယ်ခင်ဗျာမြောင်ခရီးသွားနေသည်ဘက်ကိုပြန်ကူးရပါမယ်ဟိုဘက်ရောက်လို့ရှိရင်တော့အဲ့ကတက်သွားပြီးတော့တောင်ပေါ်သွားရပါမယ်ခင်ဗျာတေချာဟိုသွားနေရပါတယ်လို့ခုခောက်သွားတော့လမ်းကျန်းလဲကားစီးရဆိုလမ်းကျန်းလဲလမ်းလျှောက်ကပါတယ်ခင်ဗျာခီးတော့ရောက်ပါပြီခင်ဗျာဟိုးထီကိုထပ်သွားမလားမသွားမလားဆိုတော့ဆုံးဖြတ်ကြပါမယ်လဲဟာတကယ်ကခဲသွားဘောလေးကျုံရှင်းနေပြီလို့ကိုလည်းသွားလိုက်ပါဦးပဲရတဘာဝလာရပါပဲခင်ဗျာထပ်ပြပါမယ်ခင်ဗျာရေကူးကြမလို့နော်ကြည့်တော့ဘလောက်မိုက်တယ်ရှူယောဒီငါရမိုက်ရတယ်ကြည့်လားရေကကြည်စိမ့်နေအပေါ်ကကျတော့နည်းနည်းတောရင်းမိုင်းကြပြီးတော့ပို့လှရတယ်ဒါပေမဲ့အဲ့နေရာမှာလူတွေရမ်းများဆိုရေကူးတော့အခုလောက်မလွတ်လပ်ဘူးဒီမှာကျတော့ရေကြိုက်တော့ကူလဲကြည့်ဘယ်သူမှမရှိဘူးကို့ဖွဲ့ပဲအဲ့နေရာကျတော့မိုက်တော့မိုက်ပါ1 2 3 yo တက်ပါခင်ဗျတက်ဟောဒီပုံများပါတယ်ရေတော်အများကြီးဟိုးပါတယ်လူတွေအများကြီးပဲတွေ့လားဒီကဒီလိုဆဲလာနေရလေးမှာဖြစ်ကျွန်တော်တို့ကဒီကြောက်ကဘာနားလေးမှာကူးတာပါကြီးတော့မသွားတော့ပါဘူးထိတ်ထိသွားလို့ရှိရင်ချိန်ကုန်တယ်ရေကူးပြီးရေပဲစိတ်တော့မယ်နော်စားမယ်တောင်းမယ်ပြီးရင်ရေကူးလို့ကောင်းတော့မယ်တနားရီတောင်ကြော်သွားပြီရေကူးတာချိန်တနားရီတောင်ကြော်သွားပြီထက်ကူးတော့မှာရတော့ဒီကျတိုးစရာပစုံမီဖာနော်တီးလိုက်ပါဦးမယ်နော်ကိုယ်ဒီနေရာလေးရဒီနေရာလေးစားဖို့တော့ဖို့ရဘလောက်ကံကောင်းလဲဆိုပြနော်ဒီနေရာတစ်နေရာလုံးမှာဒီနေရာလေးပဲနေရိတ်ဘူးလေကြည့်ဟိုးဘာမှဆိုလူတွေအများပဲဒါပေမဲ့သူတို့ဟိုးဘက်ချန်ကိုယူလိုက်ရဟိုဘက်ချန်ကိုယ်လိုမြေပြတ်မရှိတော့နည်းနည်းတော့ခက်တာပါကိုယ်ရဲ့အစိုးရဦးကြီးကကောင်းတော့စစ်ပြီးတော့ခုတော့ရေကူးလို့ပြီးသွားပြီခင်ဗျာပြန်လိုက်ပါဦးမယ်ခင်ဗျာတွေးချက်ခီးစဉ်လေးကတော့ဒီနေရာမှာအဆုံးသက်သွားပါခင်ဗျာအများကြီးမိုက်ပါတယ်အများကြီးလည်းကောင်းပါတယ်အများကြီးဟိုမှာတက်ဒီပိခံစားရပါတယ်ရောက်လို့ရှိရင်ဒီကျကိုဆက်လာနေပါနော်ခုတော့ bye bye